Facebook Live မှာမေကိုမေးရှာခွင့်ပြုပါဖေဟာတရဏဂုံနဲ့၅ပါးတီလာလုံးရင်အပယ်ပိတ်ပါသလားဖေဟာလို့မေးထားပါတယ်ဖေဟာပိတ်တာပေါ့ဒါအဓိကပဲလေဗုဒ္ဓဝါဒမှာအခြေခံအဲ့ဒါအဓိကပဲနော်ဂျနာ၃ပါးကိုနှစ်ကာယုံကြည်တယ်ပြင်ကိုကျင်တရားအပြင်၅ပါးတီလာကိုလုံတယ်ဒါလုံးဝအဖယ်တေချာပေါ့ပိတ်တယ်ဆိုတာဒီတဘွားပိတ်တာပေါ့နောက်ဘွားတော့မတေချာဘူးလေဟုတ်တော့အဝိဇ္ဇာကြောင့်နောက်ဘွားဘယ်လူဖြစ်ရင်လည်းဖြစ်မယ်ဒါပေမဲ့အပေါင်းအသင်းမှားခဲ့မယ်ဆိုရင်မိစ္ဆာဒိဋ္ဌိပြန်ဖြစ်သွားနိုင်တယ်ဒုစရိုက်တွေလှုပ်သွားနိုင်တယ်မမြဲဘူးပေါ့နော်ဒီတဘွားအတွက်ကတော့တေချာတယ်သူကကိုကျင်တရားကောင်းတာကိုနော်ကိုကျင်တရားကောင်းတယ်နေပြောရတာဆရာတော်ရှင်သမီးဗျာဆက်ဆက်မေကုံမေရှာခွင့်ပြပါရှင်ဗျာဒါဆိုရင်ဒီပြီးတော့လူငယ်တော်တော်များပြောပြမင်းတို့ကြိုက်လူဘဝမှာပြောတာနေတေကန်ဒီတရဏဂုံ၃ပါးနဲ့၅ပါးတေလာတွေရွတ်ပြီးတေလိုက်ရင်ရတာပဲပေါ့နော်ဘာဖြစ်လို့ကိုဘဝကိုဟိုလုံးနေမလဲပေါ့ပြောပပနေလို့ပြောပါရဲ့ရှင်ဗျာအဲ့ဒါဆိုရင်ရောရှင်ဗျာအနေနဲ့ဘယ်လိုကြံပြုချင်ပါလဲဗျာမလွယ်ဘူးအဲ့ဒါကလူတယောက်ကမကောင်းမှုတွေကိုအမြဲတမ်းလှုပ်လာပြီးခါမှာတေခါနီးမှာကောင်းတာကိုအာရုံပြုဖို့ဆိုတော့ဘလို့မှမဖြစ်နိုင်တဲ့ကိစ္စနမူနာနဲ့စမ်းကြည့်ဆိုတာကလေအရန်ကိုနေမကောင်းဖြစ်လာတဲ့အချိန်မှာနော်နေမကောင်းဖြစ်လာတဲ့အချိန်မှာကောင်းတဲ့အာရုံပြုကြည့်လိုက်ပြုစရာမရှိဘူးနော်မကောင်းတဲ့လုံနေတဲ့ပုံကိုတယောက်ကဘာသွားပြုမှာလဲပြုဖို့မလွယ်ဘူးအထုံလေးအာတဝနာတတိဆိုတာအဲ့ဒါပဲနော်အထုံငွေကအရန်များလာပြီဆိုလို့ရှိရင်ကိုကျင်နေကြစားနေတဲ့ဟာပဲပေါ်လာတာဟုတ်လားဘာဝနာပွားတယ်ဆိုတာအဲ့ဒါပဲအခုနှလုံးမိတ်ပြီးတော့အာနာပါနမှတ်ကြည့်လိုက်ရလာဆိုမရအောင်တစ်ခါမှမလုပ်ဘူးတာလေဒါပေမဲ့မကောင်းတာကိုတန်းအောင်ပြုလိုက်ပေါ်တန်းပေါ်တာနှစ်ခါစဉ်းစားစရာမလိုတန်းပေါ်တာဟုတ်တယ်မလားကိုလှုပ်ခဲတဲ့မကောင်းမှုအမြဲတမ်းလှုပ်နေကြမကောင်းမှုဒုစရိုက်တစ်ခုကိုအာရုံပြုလိုက်နှလုံးမဲ့နဲ့တန်းပေါ်တယ်။ဒါကြောင့်လှုပ်နေကြအလုပ်ဆိုရင်အာရုံပြုရတာလွယ်တယ်လို့ပြောချင်တာ။လှုပ်နေကြမဟုတ်တဲ့အလုပ်တစ်ခုကိုအာရုံပြုရတာအလွန်ခက်တယ်လို့ပြောချင်တာ။တည်ရေးချင်ရေးကိစ္စမှာဆိုပိုတော့ဆိုးသေးတယ်။နော်။ဘာလို့အဲ့ဒီအချိန်မှာအကြောက်တရားတွေအရန်လွှမ်းမိုးနေပြီ။အခုနည်းနည်းစဉ်းစားကြည့်လိုက်။ငါအခုတရားတော့မယ်ဆိုတော့နည်းနည်းအာရုံပြုကြည့်လိုက်။အရန်ကြောက်တာ။နော်။ကိုချစ်ခင်တဲ့လူတွေအားလုံးငါစွန့်ခွာရတော့မယ်။ငါချာပွေထားတဲ့ပိုင်ဆိုင်မှုတွေငါစွန့်ရတော့မယ်။ငါဘယ်ဘဝကိုသွားရမလဲဆိုတော့ကိုမသိဘူး။နော်။အဲ့တော့မသိချင်းများစွာနဲ့ပိုင်ဆိုင်မှုတွေစွန့်ခွာမှုတွေနဲ့တရားတော်မဲ့အချိန်မှာအရန်ကြောက်တဲ့အချိန်မှာအဲ့လိုကြောက်လန့်နေတဲ့အချိန်မှာကောင်းတာကိုချပင်အောင်ပြုဖို့ဆိုအတုံးခတ်သွားပြီတော်တော်ခက်တဲ့ကိစ္စတော့မလွယ်ဘူးဒါကြောင့်ဦးဇင်းတို့တေခါနီးမှာအာယုံပြုမယ်လို့တွေးတဲ့ပုံကိုယ်တွေမဖြစ်နိုင်တဲ့ဥစ္စာအဲ့ဒါကတော်တော်ခက်ခဲတဲ့ကိစ္စနော်အဲ့ကြောင့်ဦးဇင်းတို့မတေခင်မှာအခုကတည်းကကိုအာယုံပြုနိုင်ဖို့အတွက်ကိုအာစင်နကန်အနေနဲ့ကုသိုလ်တွေလုပ်ထားရတာနော်လုပ်ထားရတာ